ရောက်သေးဘူးပေါ့နော်ဆင်းတော့မယ်ဟဲ့ဒီမှာဆင်းမှာပါကားပေါ်ကဆင်းလို့ရှိရင်ပြောမယ်ပေါ့နော်တော့ပါပြီတော့အဲ့ဒီကတော့အပိုင်းနဲ့လေးပေါ့နော်အပိုင်းတက်ပါအဲ့တော့ဒီအပိုင်းနဲ့လေးပေါ့နော်ဟုတ်တယ်တက်ပါရှေ့ကလမ်းဆက်ရောက်ပါပါမယ်အဲ့တော့မရွှေတုံးဖျားကိုအရင်သွားမှာပေါ့နော်အဲ့ဒါမှဆင်းပြီးမှာဗီဒီယိုလေးရှိမှသူတို့အဲ့လိုတအားရုံမပြတော့ဘူးနော်အနေငယ်လေးပဲကဲနောက်ဆုံးတော့ happy ရောရောက်လာပါပြီလို့မကြည့်ဖျားရင်တွိုင်းအောင်မလို့စဉ်းစားနေဒါပေမဲ့ဖျားအောင် happy ရောတဲ့ဝင်ပြီးတော့မှတွားပါမယ်ဒီကတွိုင်းရတဲ့ဟာကြီးကိုဒီဘက်ကပတ်သွားမယ်လေကြည့်ပါအောင်ပါလောက်ဝေးကြီးကိုမှဟိုဘက်ကပတ်သွားမှကြီးရမင်းကလည်းဟိုမှာဒီမှာလာရောက်တော့လည်းကွာနေဟိုလမ်းနေပြရပေါ့ဒီဦးကနေဝင်ကူးကျင်တာကဲအောက်မှာဘယ်လောက်ပြီးကျွမ်းနေကြအဲ့ဒါကြီးပေါ့ဟုတ်ပါဟိုတီးတီးအဲ့တိုင်တော့ရုပ်တယ်လို့မြန်သဘောပေါ့တီးတိုင်းပုံမတို့ဟိုထောင်းလာတယ်အဲ့ကြီးတွေအဲ့ဘလုံးနေဘယ်တိုင်းလဲဟိုမှာဘလုံးထောင်းလိုက်လားဟိုမှာအဲ့ဘလုံးထောင်းတယ်အဲ့ဘလုံးနဲ့ကြီးကြီးလက်ကြီးအဲ့တိုင်မဟုတ်လေဒီတဲဝင်နေတာဆိုလို့ရှိရင်ခုနပိန်မရမှာခုနပိကြော်မရလားဒီတဲဝင်လူကြီးရတောင်ကြော်တယ်ညောင်ရင်းညင်းလို့နေရာတော့ပူလာတာမကျလိတ်လေးတွေချစ်စရာလေးနော်အဲ့ဒါကိုအယုတ်ကြီးရှင်တာနောက်ပြီးခေါင်းလုံနေရောလိတ်အရှင်ဖြစ်မမြဟိုဘဲတွေစီးနေကြမိုက်တယ်မအရှိရနေရောက်ကတော့သွားပါပြီမကြီးဟုတ်နော်ဘယ်လိုနေမလဲဒီကြားထဲကျွန်တော်ကအရေးထဲမှာကြောက်တော့နော်မင်းစားနေကြောက်တော့အင်းတက်ရှင်နေသေးခေါင်းလေးလုတ်ပြီးတာတက်ကမလေးဟဲ့မေးတာချောတယ်တူရနမလေးတေးပါပြီဟုတ်နေပြီရှောင်းလာတော့လေးမဝင်အားတဲ့ဒီထဲလေးဝင်လို့မရဘူးလေအခုနောက်သားမလေးအခုတော့အိမ်ကတက်တော့ပြီးပါနော်အလေးခုမှပေါ့အခုသွားမယ်ဟိုဟုတ်တယ်ဒီကရင်ကြီးလူနေလူရှိမှနေကမှလူရှိကူမရှိမရှိကူမတော့မယ်ရှောက်မယ်ပြောနေကြတယ်ဂျာကြီးပဲကျွန်တော်ရဲ့ရုပ်ပုံအခြေအနေကတော့တိတ်တော့မပြသေးရချင်ပြရမလားအုပ်ထုံးနဲ့ဖုံးလာတဲ့ကောင်ရှောင်းနေရပြန်ပြီရောက်လာပါပြီရှေ့ပဲလူရရကြီးကျော်6တော့အိုင်ယာတော့ဘယ်မှာသွားကြည့်ရင်လူစီရကူမယ်အားလုံးကမှန်မှာဒီနေ့ဗီဒီယိုရတော့ပါပဲ